မတယောက်ကရွှေဖြန်းအားစိနဲ့ပတ်သက်ပြီးရှင်းပြပေးပါကျွန်တော်ဒီစာလိုက်ရှာနေတယ်ပေါ့နော်ကျွန်တော်ဒီနေ့ရွှေဖြန်းအားသေးကြောင်းစုထားတဲ့ဟာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ရွှေဖြန်းအားသေးဆိုတာပါလေရွှေဖြန်းအားသေးဆိုတာပင်မြတ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုရေထဲမှာပျော်ဝင်စေပြီးတော့အရွက်မျက်နှာပြင်ပေါ်ကိုဖျန်းယုံအပင်ကတိုက်ရိုက်ဆုပ်ယူအသုံးပြုနိုင်အောင်ဖော်ဆက်ထားတဲ့မျိုးစားအမျိုးအစားဖြစ်တယ်။အဲ့တော့ပုံမှန်အဖြစ်ပေါ့အပင်တွေကအစာကိုအမြစ်ကနေဆုပ်ယူဒါပေမဲ့အမြစ်ကအစာမစားနိုင်တဲ့ချိန်ဥပမာရေဝင်နေတဲ့အချိန်မြေကြီးပူလွန်းနေတဲ့အချိန်မှာအရွက်ကနေတစ်ဆင့်အစာကျွေးတဲ့ဖြတ်လန်းနည်းဖြစ်ပါတယ်ဆုပ်ယူတဲ့ပုံကရွက်မှာရှိတဲ့လေပေါက်ငယ်လေးတွေကဆေးဖြန်းလိုက်တဲ့အခါမှာပွင့်သွားပြီးတော့အာဟာရဓာတ်တွေကိုမိနစ်ပိုင်းတွင်ဆုပ်လိုက်တယ်။ဘာကြောင့်ရွက်ဖြန်းအားစီကိုသုံးရတာလဲဆိုရင်မြေကြီးထဲမှာမျိုးစားထည့်တာရှိပါလေနဲ့ဘာလို့ရွက်ဖြန်းတာကိုသုံးရတာလဲဆိုတဲ့အကြောင်းရင်းက၃ချက်ရှိတယ်။တစ်ချက်ကအမြန်အကျိုးသက်ရောက်မှုဖြစ်တယ်။ချက်ချင်းထိရောက်တယ်မြေကြီးရဲ့ထဲတဲ့မျိုးစားကအပင်ထိပ်ပြားရောက်ဖို့ရဲတရပတ်ချီကြာနိုင်ပြီမဲ့ရွက်ဖြန်းစီကတော့တနာရီကနေ24နာရီအတွင်းအပင်စိတ်ပိုင်းတိုင်းကိုရောက်ရှိသွားတာဖြစ်ပါတယ်ချက်ချင်းအကျိုးသက်ရောက်ခြင်းရွက်ဖြန်းစီကိုသုံးတာနံပါတ်2ချက်ကကျမြေကြီးပြဿနာကိုကျော်လွှားနေတခါတလေမြေကြီးက pH level မမှန်တာအချင်တက်အငံတက်တွေပို့နေတာမျိုးတွေဖြစ်နေရဆိုရင်မြေကြီးထဲမှာမြေဩဇာဘလောက်ထက်တဲ့အမြစ်ကစုပ်ပြီးယူသုံးဆွဲနိုင်တာမျိုးမရှိဘူးအဲ့ဒီခါမှာကျွန်တော်တို့ကရွက်ဖြန်းစနစ်ကိုသုံးချတာဖြစ်တယ်အဲ့ဒီနီလန်းကအထီးရောက်ဆုံးပဲနံပါတ်3ချက်အနေနဲ့အာဟာရတဲ့လူလင်းမှုနည်းတယ်မြေကြီးထဲထဲလို့ရှိရင်မိုးရီနဲ့မျောပါတာတွေဟုတ်လားကိုကကျွေးတာနေစနစ်မမှန်ဘူးဆိုလို့ရှိရင်အငွေ့ပြန်တာတွေရှိနိုင်ပေမဲ့အရွက်ကိုဖြန့်ရင်တော့အပင်က90%ကျော်ကျော်တိုက်ရိုက်ရရှိတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကရွက်ဖြန်းအားစီကိုသုံးရတာပါဗျာ။ရွက်ဖြန်းအားစီကအမျိုးအစားအနေနဲ့အုပ်စု3စုခွဲနိုင်တယ်။အဓိကဘာလဲဆိုအာဟာရနိုက်ထရိုဂျင်ဟုတ်လားတောင်သူဦးကြီးတို့သိကြတဲ့အတိုင်းနိုက်ထရိုဂျင်ဖော့စဖေ့ဟုတ်လားပိုတက်ဆီယမ်ပါဝင်တဲ့ဆီတွေအပင်ကြီးထွားမှုမြဲစီခြင်းတဲ့အခါမှာအဲ့ဒါတွေကိုသုံးတယ်ပြီးရင်အနုစိတ်အာဟာရလို့ခေါ်တယ်တန်တက်တို့ဟုတ်လားဇင်တွတ်ဘိုရွန်မဂနီဆီယမ်စတာတွေပါဝင်တယ်အပွင့်ပွင့်ဖို့အသီးတင်ဖို့နဲ့အရက်ဝါရာတွေပြောက်ဖို့အရေးကြီးတယ်နံပါတ်3ကဇီဝလုံးစောဆေးတွေဖြစ်တယ် biostimulate လို့ခေါ်တယ်ရင်းကြီးကနေထုတ်တာတွေကိုဒါမှမဟုတ်လို့ရှိရင်ဟလာအမိုင်နိုအက်ဆစ်ပါဝင်တာမျိုးတွေအပင်ကိုရာသီဥတုတန်ခံနိုင်ရှိအောင်သူတို့ကလှုပ်ဆောင်ပေးတယ်အဲ့တော့ကျွန်တော်တို့ရွက်ဖြန်းအားစီးမှာဘယ်ချိန်မှာဖြန်းရင်အကောင်းဆုံးလဲလို့တောင်သူတွေကမေးကြတယ်တိတိကျကျပြောလို့ရှိရင်မှန်ကန်တဲ့အချိန်လိုအပူချိန်25ဒီဂရီဆက်စီယပ်ထက်ကျော်နေတဲ့အချိန်နေပြင်းတဲ့အချိန်မှာလုံးဝမဖြန်းရပါဘူးအပင်လေးပေါက်လေးတွေပိတ်နေတဲ့တလို့စီးလောင်နိုင်ပါတယ်နဲ့စောစောနေမပူရင်ဒါမှမဟုတ်လို့ရှိရင်ညနေနေတဲ့အချိန်ဟာဆေးဖြန်းတဲ့အချိန်မှာအကောင်းဆုံးအဆိုရက်ကကြတော့လေထုဆိုတိုင်းစမြင့်နေတဲ့အချိန်မှာဖြန်းရင်အပင်ကပိုဆုပ်ယူနိုင်ရွက်ဖြန်းအားစီးဆိုတာအပင်အတွက်ဗီတာမင်အားစီးလိုမျိုးပဲမြေကြီးတွေကအဓိကအစာကိုကူညီထောက်ပံ့ပေးပြီးတော့အပင်ကိုလင်းလင်းမြင်မြန်တန်ဆွမ်းလာစေဖို့အထွက်နှုံးတိုးစေဖို့အသုံးပြုတဲ့နည်းပညာဖြစ်ပါတယ်မြင်မြန်ကိုကဟာလား effective ဖြစ်ခြင်းနဲ့ထိရောက်ခြင်းနဲ့ဆိုလို့ရှိရင်ရွက်ဖြန်းစီးကိုသုံးတာပို့ပြီးတော့အကျိုးရှိအဲ့တော့ဟုတ်ပြီရွက်ဖြန်းစီးသုံးပြီဟဲ့လားဖြန်းပြီးတဲ့နောက်မှာအပင်အတွင်းမှာအာဟာရနဲ့ဘယ်လိုလှုပ်ဆောင်ပုံဘယ်လိုလှုပ်ဆောင်နေတယ်ဟဲ့လားကျွန်တော်ဆက်ရှင်းပြမယ်နော်ရွက်ဖြန်းအားစီးဖြန်းပြီးတဲ့နောက်မှာအပင်ရဲ့ခန္ဓာကိုယ်ထဲမှာအာဟာရဓာတ်တွေဘယ်လိုစုပ်ယူပြီးတော့ဘယ်လိုပြန့်နှံ့သွားလဲဆိုလို့ရှိရင်အရွက်မျက်နှာပြင်မှာစုပ်ယူတဲ့အဆင့်ဟုတ်လားဘယ်လိုလုပ်လဲဆိုဆေးဖြန်းလိုက်တဲ့အခါအာဟာရဓာတ်တွေဟာအပင်တွေကိုဝင်ရောက်ဖို့တကားမကြီးနှစ်ခုကနေဖြစ်ကြရတယ်ဘဝတုရရအောင်ပေါ့နော်နားထောင်ကြည့်ပါလေးပေါက်ငယ်တွေ
အရွက်ရည်အောက်မြင့်တဲ့ပြင်မှာအများဆုံးရှိတဲ့အသက်ရှူပေါက်လေးတွေကဆေးပြန်တဲ့အခါအဲ့ဒီပေါက်လေးတွေပွင့်သွားဆေးပြန်တဲ့အခါအဲ့ဒီပေါက်လေးတွေပွင့်နေလို့ရှိရင်အာဟာရတွေကအပင်တွေကိုဓာတ်ရိုက်အများဆုံးဝင်ရောက်သွားအဲအကြောင်းမို့အောက်ကနေပြီးပင့်ပြီးတော့ဖြန်းကြတယ်အပေါ်မှာမဟုတ်ဘူးဆေးဖြန်းလို့ရှိရင်ခေါင်းကိုဟုတ်လားအောက်ကနေပြီးတော့မှအပေါ်ကိုအဲ့လိုမျိုးထောင်ပြီးတော့မှလှုပ်တာဖြန်းတာအဲ့ဒါပို့ပြီးတော့ထိရောက်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့လေးပေါက်လေးတွေကအရွက်ရည်အောက်မှာရှိတယ်မျက်နှာပြင်ပေါ်မှာမရှိဘူးနောက်တစ်ခုကဖျောင်းလွှာအရွက်ရည်ပေါ်ရန်ကာကွယ်လွှာဒီလွှာမှာရှိတဲ့အလုံးသိငယ်တဲ့အပေါက်လေးတွေကနေတဆင့်လေအာဟာရတွေကစိတ်ဝင်တယ်ဆောက်ယူမုံတော့နိုင်ထရိုဂျင်တို့ဓာတ်မျိုးဆိုရင်ဖြန်းပြီးတနာရီကနေ4နာရီတွင်80% ကျော်80%ကျော်အပင်တွေကိုရောက်သွားတယ်ပြီးရင်ဆဲတစ်ခုမှတစ်ခုကိုကူးပြောင်းနေအရွက်ထဲကိုရောက်သွားတဲ့အာဟာရတွေဟာအပင်ရဲ့ဆဲတွေကြားမှာစီးဆင်းစေပါတယ်ဆဲနေရန်ကိုဖြတ်သွားတယ်အာဟာရတွေဟာရက်ဆွဲတွေရဲ့နေရန်တွေကိုတစ်ခုပြီးတစ်ခုကြော်ဖြတ်ပြီးတော့အစာကြောရှိတဲ့နေရာကိုဥတီသွားတယ်အရွယ်တဲ့ရောက်တဲ့အာဟာရတွေကနေအောင်ကြီးနဲ့ပေါင်းပြီးတော့အပင်အတွက်လိုအပ်တဲ့စွမ်းအင်လူကိုလို့ခေါ်တာတရားတဲ့အဖြစ်ချက်ချင်းပြောင်းလဲသွားတယ်ဒါကြောင့်ဆေးဖြန်းပြီး2ရက်3ရက်အတွင်းမှာရွက်တွေတိတိကျကျစိမ့်လာတာကိုမြင်ဘူးကြမှာတောင်းသူအများစုကတတိသားကြည့်မြင်တွေ့နိုင်ပါလိမ့်မယ်အဲ့တော့အပင်တစ်ပင်လုံးကိုပြန့်နှံ့သွားပြီဟဲ့လားအစာကြောတွေကိုရောက်သွားပြီဆိုတာနဲ့အာဟာရတွေကအပင်ရဲ့စိတ်အပိုင်းအားလုံးကိုစတင်မောင်းနေတော့တာဖြီးနေတော့တာအဲ့တော့အထက်နဲ့အောက်စီးဆင်းမှုမြေဩဇာကိုမြစ်ကကျွေးရင်အပေါ်ကိုဝဲတက်တာပါဒါပေမဲ့ရွက်ဖြန်းစနစ်မှာတော့အရွက်ကနေတဆင့်အပင်ထိပ်ပြားဘက်ကူရောအမြင့် root စီကိုပါအာဟာရတွေစီးဆင်းသွားပါတယ်ဒီနေရာမှာမတူတဲ့ချက်ကမြေဩဇာကိုမြစ်ကကျွေးရင်အပေါ်ကိုဝဲတက်တယ်ဒါပေမဲ့ရွက်ဖြန်းစနစ်မှာတော့အရွက်ကနေတဆင့်ဟလားအပင်ထိပ်ပြားကိုလည်းတွားတယ်ထိပ်ပြားကိုလည်းတွားတယ်လို့သူကအမြင့်စီကိုလည်းစီးဆင်းပါတယ်အစာတူလောင်တဲ့နေရာတွေအပင်ကအာဟာရဓာတ်တွေကိုသူ့အလိုဆုံးဟလာသူ့အလိုအဆုံးနေရာတွေဖြစ်တဲ့အတီးတီးနေတဲ့နေရာအပွင့်ပွင့်နေတဲ့နေရာနဲ့အညောင်းတစ်ထွက်မဲ့နေရာတွေအထူးကပို့ဆောင်ပေးပါတယ်ဒီကောင်တွေကဘလို့ရွေ့ရှားလဲဆိုလို့ရှိရင်နိုက်ထရိုဂျင်ဟလာဖော့စဖေတ်ပိုတက်ဆီယမ်တွေအပင်တစ်ပုံလုံးကိုအလိုမြင်မြန်ပြတ်နေတယ်ရွေးရှားမှုနေတဲ့တက်တွေကဘာလဲဆိုရင်ကယ်ဆီယမ်ရဲ့ဘိုးယွန်းအဲ့ဒါကရောက်တဲ့နေရာမှာပဲနေတတ်တာပေါ့အသီးနဲ့ပွင့်နေစီဆေးဓာတ်ရိုက်ထိတွေ့ဖို့ပိုအရေးကြီးတယ်ရောက်တဲ့နေရာမှာဒီကောင်နဲ့ရက်တယ်အဲ့တော့ကိုကတိတိကျကျဖြန်းပြီးဖို့လို့ဆေးဖြန်းပြီးတော့45မိနစ်မှာ2နာရီအတွင်းအပင်အာဟာရကိုစတင်သုံးချနေပြီဖြစ်တယ်ဒါကြောင့်ဆေးဖြန်းပြီး3နာရီအတွင်းမိုးမြော်ဖို့အရေးကြီးပါတယ်အဲ့တော့ဒီနေရာမှာလာတောင်သူဦးကြီးတို့အနေနဲ့အကူရီမတွေနဲ့တတိထားမှာပါဆေးဖြန်းပြီးရင်3နာရီအတွင်းမှာမိုးမြော်ဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုရင်မိုးရွာရင်အပင်နဲ့မဝင်ရသေးတဲ့အာဟာရတွေကစီကြောမွေးရည်နဲ့ပါသွားလို့ဖြစ်ပါတယ်အဲ့တော့ကိုကဖြန်းမဲတော့မယ်ဆိုလို့ရှိရင်ဟုတ်လားရာသီဥတုချင်းနေယူကြည့်ပြီးတော့ဆေးဖြန်းမှာကိုလှုပ်ပြီးတဲ့အလုပ်ကအလကားဖြစ်သွားမှာပေါ့အဲ့တော့ရွက်ဖြန်းအားစီးဖြန်းပြီးတဲ့နောက်မှာတင့်ဆိုင်ခင်းတဲ့အပင်တွေမှာမျက်မြင်ကိုယ်တွေဘယ်လိုထူးခြားပြောင်းလဲလာမလဲတက်ရှင်းပြပေးမယ်နော်ပထမအဆင့်အနေနဲ့24နာရီမှ48နာရီအတွင်းဟုတ်လားဆေးပြန်ပြီးပြည်ချင်း1ရက်2ရက်အတွင်းမှာပင်ရဲ့ရုပ်ပိုင်းဆိုင်ရာလမ်းဆန်းမှုကိုစတင်မြင်ရမယ်အရွက်တွေထောင်မဲ့လာမယ်အပင်ကအာဟာရနဲ့ရေကိုအရွက်ကနေတည်းရရှိသွားတဲ့အတွက်နွမ်းနေတဲ့အပင်တွေကပြန်လေလန်းဆန်းပြီးအရွက်တွေတင်းရင်ထောင်မဲ့လာတယ်အယောင်စင်းစတင်ပြောင်းလဲလာတယ်အားစီမှာပါတဲ့နိုက်ထရိုဂျင်နဲ့မက်ဂနီဆီယမ်တို့ကြောင့်ကလိုရိုဖီချက်ချင်းတိုးပွားလာပြီးဝါဖြော့ဖြော့နေတဲ့ရွက်တွေကစိမ့်ဆိုတဲ့အယောင်ကိုစတင်ကူပြောင်းလာပါလိမ့်မယ်ဒုတိယအဆင့်က3ရက်ကနေ9ရက်အတွင်းဒီအဆင့်မှာတော့အပင်ရဲ့ကြီးကောင်းမှုလက္ခဏာတွေကိုအထင်ရှားမြင်တွေ့ရမှာဖြစ်ပါတယ်အညွန့်တစ်တွေဟလာအဖူးတစ်တွေထွက်လာတယ်အပင်တိတ်ဖျားရှိတီရှူးများစီကိုအာဟာရတွေပြည့်နေသွားတယ်ဒါကြောင့်မို့အညွန့်တစ်တွေကဝေဝေဆဆထွက်လာတာကိုမြင်ရပါလိမ့်မယ်အရွက်မျက်နှာပြင်ကကျေပြန့်လာမယ်အရွက်တွေကရင်ကတည်းကပုံမူကျေပြန့်ပြီးတော့ပြောင်းလဲလာပါမယ်ဒါဟာအပင်ကအလင်းရောင်ကိုပုံမူဖမ်းယူနိုင်စွမ်းရှိလာပြီဆိုတဲ့အဓိပ္ပာယ်ကိုပေါ်ဆောင်တာဖြစ်ပါတယ်အပင်ရဲ့ပင်စီကလည်းပုံမူတောင်တင်လာပြီးလေတိုက်ရင်လဲကျနိုင်ခြင်းနေသွားတာကိုတွေ့ရပါလိမ့်မယ်တတိယအဆင့်10ရက်ကနေ15ရက်အတွင်းအဲ့ဒီချိန်မှာတော့အပင်ရဲ့မျိုးပွားမှုနဲ့ခံနိုင်စွမ်းကိုလက်တွေ့မြင်ရမှာဖြစ်ပါတယ်
အပွင့်ပွင့်ချိန်မှာဖျန်းထားတာဆိုရင်အပွင့်ကြီးတာနဲသွားပြီးတော့အသီးတင်တာပုံများလာတော့တွေ့ရပါလိမ့်မယ်အသီးတွေရဲ့အရွယ်စားဟာလည်းညီညာလာပါလိမ့်မယ်အမြင့်စနစ်ပုံမိုးဖွင့်ပြိုးလာမယ်အပင်ပေါ်ပိုင်းကအစာတွေအမြင့်စီပိုဝေးတဲ့အတွက်အမြင့်ဖြူလေးတွေပိုးထွက်လာပြီးတော့မြေကြီးတွေကမြေဩဇာတွေကပုံမိုးဆောက်ယူနိုင်တဲ့ရှိလာပါတယ်ယောဂနဲ့ပုံမွားတန်တွေခံနိုင်ရှိလာတယ်အပင်ကအာဟာရပြည့်သွားပြီးကျန်းမာနေတဲ့အတွက်ပုံမွားနဲ့ယောဂတန်ကိုအပင်ကပို့ပြီးတော့ခံနိုင်ရှိလာတာတတိပြုမိလာပါလိမ့်မယ်လက်တွေမှာရဖြန်းအားစေးရဲ့အကျိုးကြီးတွေကိုသိကြရင်စမ်းသပ်ထားကြည့်ဖို့အကြံပြုလို့လေအပင်ရဲ့အတန်းဒဏ္ဍာမှမဟုတ်လို့ရှိရင်အကွက်ငယ်တစ်ခုကိုစေးမပြန့်မဲခြံထားကြည့်တယ်ဒါဆိုရင်စေးဖြန့်တဲ့အပင်နဲ့မဖြန့်တဲ့အပင်ရဲ့ကွာခြားချက်ကိုတိတိကျကျမြင်တွေ့လာရမှာဖြစ်ပါတယ်တောင်သူဦးကြီးတို့နားလေလွယ်အောင်ပြောရလို့ရှိရင်အရွက်ကနေအစာကျွေးတာလူနာကိုအကျော်စေးတွင်းတယ်လို့ပဲအလွန်ပြန်ပါတယ်အရွက်မြင့်တဲ့ပြင်ကနေအပင်လေးကိုအာဟာရတွေဘယ်လိုစိတ်ဝင်သွားတယ်လဲဆိုတော့အချက်၃ချက်အနေနဲ့ကျွန်တော်ရှင်းပြမယ်အပင်ရဲ့ဗဇက်လေးခေါ်တဲ့လေးပေါက်လေးတွေပေါ့အပင်မှာအရွက်ရဲ့အောက်မြင့်တဲ့ပြင်မှာအနုကြည်မှန်ပြောင်းတဲ့ကြည်မှမြင်ရတဲ့လေးပေါက်ငယ်လေးတွေတန်းနဲ့ချီပြီးရှိပါတယ်စားပုံစားနည်းကကျွန်တော်တို့စေးပြန်လိုက်တဲ့အခါမှာအဲ့ဒီလေးပေါက်လေးတွေပွင့်နေရင်အာဟာရတဲ့တွေကအပေါက်လေးတွေကနေအပင်လေးကိုဓာတ်ရိုက်စီးဝင်သွားတာဖြစ်ပါတယ်တောင်သူတွေနဲ့သတိပြုရမှာနေပြင်းတဲ့မွန်းတဲ့အချိန်မှာအပင်ကရင်ဝိမပြန့်အောင်ဒီအပေါက်လေးတွေကိုပိတ်ထားတတ်ပါတယ်ဒါကြောင့်မလို့နေဘူးတဲ့ဖြန်းလို့ရှိရင်အပင်ကပါဇက်ပိတ်ထားတယ်လို့ဖြစ်လို့စေးမစားနိုင်ဘူးဒါကြောင့်မလို့နည်းနည်းစောစောညနေခင်းဒီလိုအချိန်ဒီမှာဖြန်းမှာဗဇက်လေးတွေပွင့်နေမှာဖြစ်ပါတယ်အဲ့တော့အရေးရအပေါ်အကာအကွယ်ပေါ့နော်ခုနပြောတဲ့ဖျောင်းလွာအရွက်ရဲ့ပုံမြင်တဲ့ပြင်ကိုကြည့်ရင်ပြောင်ကျိုးကျိုးနဲ့ဖျောင်းလွာလေးအုပ်ထားတာတွေ့ရလိမ့်မယ်ဒါဟာအပင်ကိုပိုးမွားတန်နဲ့နေပူတန်ကနေကာကွယ်ပေးထားတာဖြစ်ပါတယ်စိတ်ဝင်တဲ့ပုံကစေးဖြန်းလိုက်တဲ့အခါအာဟာရဓာတ်တွေကဒီဖျောင်းလွာမှာရှိတဲ့အလွန်တင်းငယ်တဲ့အပေါက်လေးတွေကနေတဖြည်းဖြည်းစိတ်ဝင်သွားတာဖြစ်ပါတယ်တတိပြုရမှာကအရွက်ကပြောင်ချောနေတော့စီးရီကကတ်မနေပဲနဲ့လိမ့်ဆင်းသွားတတ်ပါတယ်ဒါကြောင့်စီးကတ်ဆွဲအကောင်းစီတဲ့စီးတွေကိုထည့်ပြီးတော့မှဆက်ပြီးတော့မှဖြန့်ပေးရင်အရွက်မှာစီးရီကတ်နေပြီးစိတ်ဝင်ဖို့အချိန်ပိုရစေပါတယ်ကိုကစီးဖြန့်ပြီးသွားလို့ရှိရင်အဲ့ဒီမှာအရွက်တဲကိုရောက်သွားပြီဆိုတာနဲ့အာဟာရတဲ့တွေကအပင်ရဲ့ဆဲတစ်ခုစီးကြီးတွေကိုတိုးဝင်သွားပါတယ်စုပ်ယူတဲ့အမြန်နှုန်းကနိုက်ထရိုဂျင်ယူရီးယားဆိုလို့ရှိရင်အမြန်ဆုံးစုပ်ယူတယ်ဖြန်းပြီးတနာရီကနေ4နာရီအတွင်းကိုအကုန်နီးပါးပင်ထဲကိုရောက်သွားတာဖြစ်ပါတယ်ပိုတက်ဆီယမ်အနေနဲ့ဆိုရင်10နာရီကနေ24နာရီအတွင်းကိုစုပ်ယူတယ်ဖော့စဖက်အနေနဲ့စုပ်ယူမှုအနေငယ်နေပါတယ်ဒီကောင်ကကြတော့9ရက်လောက်ထိကြာနိုင်တယ်အဲ့တော့လက်တွေအသုံးချမယ်ဆိုလို့ရှိရင်အောက်ကနေပင်ဖြန်းမှာအပင်ရဲ့ပါးစပ်ပေါက်၄ပေါက်တွေကရဲ့အောက်မြင့်နေပြင်မှာပုံများလို့စီးဖြန်းရင်အရွက်အောက်ဖက်ကပါနှံ့အောင်ပတ်ဖြန်းမှာပြီးရင်နှင်းပေါက်လိုဖြန်းဆေးရည်ကိုအဆက်ကြီးတွေတဲ့မုံကြီးနှင်းလေးတွေပုံပုံလေးတွေဖြစ်အောင်ဖြန်းမှာအရွက်မြင့်နေပြင်မှာအနံဆိုးဖြစ်ပြီးတော့စုပ်ယူမကောင်းဆုံးဖြစ်ပါတယ်ပြီးရင်ရာသီဥတုကြည့်ရမယ်ဆေးဖြန်းပြီးလို့3နာရီအတွင်းမိုးရွာချလိုက်ရင်အပင်တွေကိုဆေးမဝင်ရသေးရင်ဆေးကြောခံရသလိုဖြစ်သွားပါလိမ့်မယ်ဒါကြောင့်သတိထားဖို့လိုပါတယ်အဲ့တော့တောင်တီဦးကြီးတို့နေတယ်ပေါ့နော်မိမိရဲ့စိုက်ခင်းကအပင်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့အမြင့်ကိုတန်းကျင်တာလားဟုတ်လားဒါမှမဟုတ်လို့ရှိရင်အပွင့်အားကောင်းကျင်တာလားဟုတ်လားဒါမှမဟုတ်အတိအောင်ကျင်တာလားဆိုတော့တောင်သူကခွဲခြားသိဖို့လိုပါတယ်အဲ့တော့အပင်ရဲ့အစိပ်ပိုင်း၃မျိုးလုံးအတွက်လိုအပ်တဲ့အာဟာရဓာတ်နဲ့ရွေးချယ်ပုံကိုထပ်ပြီးတော့ရှင်းပြမယ်အမြင့်စနစ်တန်ပါဖို့ဆိုရင်အပင်တွေရဲ့အခြေခံအမြင့်ဖြစ်တဲ့ပြိုးပင်ဘဝဒါမှမဟုတ်လို့ရှိရင်ပြောင်းရွှေ့စိုက်ပြီးစားအချိန်မှာအမြင့်စင်းကောင်းဖို့အလွန်အရေးကြီးပါတယ်ဥမာ10 50 10လိုဟာမျိုးပေါ့ဘယ်လိုအကျိုးရှိသလဲဆိုလို့ရှိရင် phosphate ဟာအမြင့်တစ်တွေထွက်စေုံတွေမကပဲအမြင့်တွေမြေကြီးတဲ့အနက်ရှိုင်းဆုံးထိဆင်းနိုင်အောင်ကူညီပေးပါတယ်အဲ့တော့ပြီးပါဝင်မှုများတာကိုယူရတာပေါ့ဖြစ်ဆက်အာဟာရနေတဲ့ human acid လို့ဒါမှမဟုတ်လို့ရှိရင်ရင်းကြီးဆေးလား
အဲ့ဒီပါဝင်တဲ့အားစီးတွေကအမြင်မွားလေးတွေထွက်ဖို့အားပေးပါတယ်အပွင့်များပြီးတော့အပွင့်ခိုင်စီရင်အပင်ကအကိုင်းခက်တွေထွက်ပြီးအပွင့်စတင်တော့မယ့်အချိန်မှာအပွင့်မကြွေဖို့နဲ့အပွင့်ရည်တဲ့များဖို့လိုအပ်ပါတယ်ရွေးချယ်ရမယ့်အာဟာရတွေကိုကျွန်တော်အခုတစ်ချက်ချင်းပြောနေတာပါသူ့ကြတော့ဘိုရွန်တော့ပြီးရင်ကယ်ဆီယမ်ဒီကောင်လေးကိုအဓိကထားပြီးတော့ကိုကရွေးချယ်ရမယ်အဲ့တော့ကိုကရွေးချယ်လိုက်ပြီအဲ့ဒါဘာတွေအကျိုးရှိလဲလို့မေးနိုင်နေဗျအဲ့တော့ဘိုရွန်ကဝတ်မုံကူတာကိုအားပေးပြီးတော့အပွင့်နေမြုံမသွားအောင်ကာကွယ်ပေးပါတယ်ကယ်ဆီယမ်ကတော့အပွင့်ညာတန်းကိုခိုင်ခန့်စေလို့အပွင့်ကြီးချင်းကိုရှော့ချပေးပါတယ်အချိုးစားဗျာ15 ကဲတို့အလေကနန်းပီမြင့်တဲ့အချိုးတွေကိုသုံးနိုင်ပါတယ်30ဆိုတာပီကိုပြောတာအသီးအောင်ပြီးတော့အလေးချိန်စီးဖို့ဆိုရင်အသီးတင်ပြီးဆိုရင်တော့အသီးရွယ်စားကြီးဖို့ဟလားအချိုတက်ကဲဖို့နဲ့အလေးချိန်စီးဖို့လိုအပ်လာပြီဟလားရွေးချယ်ရမယ့်အာဟာရတွေကပိုတက်ဆီယမ် K ပေါ့ပါဝင်မှုအများဆုံးကိုရွေးရမယ်အဲ့တော့ဘယ်လိုဟာမျိုးလဲဆိုရင်15 30ဒါမှမဟုတ်လို့ရှိရင်00 50 350ပေါ့နော်အဲ့လိုအချိုးတွေကိုရွေးချယ်ဖို့လိုတယ်ဘယ်လိုအချိုးရှိတယ်ဆိုရင်ပိုတက်ဆီယမ်ဟာအပင်ကချက်လောက်ထားတဲ့ glucose တကြားဓာတ်တွေကိုအသီးရဲ့ရအောင်ပို့ဆောင်ပေးတဲ့ရင်မောင်းလိုမျိုးဖြစ်ပါတယ်ဒါကြောင့်အသီးတွေတိတိတတ်တာကြီးထွားလာပြီးတော့အယောင်စင်းလှလာတာဖြစ်ပါတယ်ဖြည့်ဆွက်အာဟာရတွေနဲ့ဟလာအမိုင်နိုအက်ဆစ်ပါတဲ့ဆေးတွေကလည်းအသီးရဲ့ရည်သီးကိုပိုကောင်းစေပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ရှင်းအောင်လို့ screen shot လေးကျွန်တော်ထည့်ပေးထားတယ်ဗောနော်အမြင့်တန်ဖို့ဆိုရင်အဓိကတက်က MPK မှာဆိုရင်ဟလာအမြင့်တန်ဖို့ဆိုရင် P အလေကနေမြင်ရမယ်ဖျက်ရမယ့်အချိန်ဟာပြိုးပင်ဘဝရဲ့ပြောင်းရွှေ့စိုက်တဲ့အချိန်ဟလာပြီးရင်အပွင့်အဲဆိုရင် B နဲ့ K ကိုမြတ်အောင်ကျွေးရမယ်ဘိုရွန်တို့ကလစီယန်တို့အပွင့်မပွင့်ပြီးတပတ်လုံးမှာဖျက်ရမှာသူ့ရဲ့အချိန်ကအသီးအောင်ဖို့ဆိုရင် K မြင်ရမယ်မဂနီဆီယမ်တို့အမိုင်နိုအက်ဆစ်တို့ဟလာဒါကကျတော့ထပ်ဖြည့်တယ်အသီးကင်းစပြုတ်တဲ့အချိန်မှာရင့်မဲ့တဲ့အချိန်ဒီကောင်ကိုဖျက်ရဒါကတော့တောင်သူတွေအနေနဲ့ကိုယ့်ကိုလိုအပ်တယ်လို့ပေါ့နော်analysis လုပ်ပြီးတော့မှအသုံးပြုရမှာဖြစ်ပါတယ်ဒီနေရာမှာရွက်ဖြန်းအားစေးကိုဘယ်လိုသိနိုင်နေမှာတုံးတယ်လဲဆိုရင်ကျွန်တော်ဥပမာတစ်ခုအနေနဲ့ပြောပါပဲပေါ့နော်ပဲနဲ့ပတ်သက်လို့စိုက်ပျိုးတဲ့တောင်သူဦးကြီးတွေရွက်ဖြန်းအားစေးသုံးဆွဲရမှာတည်ထားတဲ့အချက်က5ချက်ရှိပါတယ်ပဲပင်ကတခြားသီးနှံတွေနဲ့မတူဘဲနဲ့နိုက်ထရိုဂျင်ကိုကိုယ်တိုင်ဖမ်းယူနိုင်တဲ့အစွမ်းရှိတာကြောင့်စေသုံးဆွဲပုံအနေငယ်ကွဲပြားပါတယ်ပဲပင်ရဲ့တဘာဝကိုကျွန်တော်တို့တောင်သူတွေနဲ့နားလည်ရမယ်နိုက်ထရိုဂျင်အလွန်ကျွံသုံးလို့မရပါဘူးပဲပင်ရဲ့အမြင့်မှာ rhizobium လို့ခေါ်တဲ့အဖုလေးတွေရှိပါတယ်သူတို့ကလေလူတွေကနိုက်ထရိုဂျင်ကိုဖမ်းယူပေးတာကြောင့်ပဲပင်တွေအတွက်နိုက်ထရိုဂျင်ယူရတတ်တဲ့အများကြီးမလိုပါဘူးသတိပြုရမယ့်အချက်ကနိုက်ထရိုဂျင်အများတဲ့အားစီးတွေကိုအပင်ကြီးထွားချိန်မှာအလွန်ကျွံဖြန်းရဲ့အပင်ကအာလာပြီးတော့အတိမတိတော့ဘယ်လိုမျိုးလဲဆိုအပင်ကတက်ပဲတက်တာအတိမတိအကိုင်းဖြာခြင်းနဲ့အပွင့်အားကောင်းစေခြင်းနဲ့ဆိုရင်ပဲပင်ပန်းမဝင်ပြီး15ရက်အလိုလောက်မှာအကိုင်းခက်များများထွက်ဖို့နဲ့အပွင့်အဆုပ်လိုက်ထွက်ဖို့အတွက်ဆိုရင်ဟလာရွေးချယ်ရမှတက်တွေကကျတော့ phosphate ပြီးမြင့်တာနဲ့ဘိုရွန်ပါတဲ့ဆေးတွေကိုရွေးရမယ်အကျိုးကျေးဇူးတွေနဲ့ဘာတွေရမှာလဲဆိုရင်ဘိုရွန်ကပဲပင်ရဲ့ဝတ်မုံကူးမှုကိုအားပေးတော့အပွင့်တွေမချောက်ပဲအကုန်လုံးတီးကင်းကိုဝင်စေပါတယ်ပြီးတော့အပွင့်ကျွေခြင်းကိုကာကွယ်တယ်ပဲဆိုင်တောင်သူတွေရဲ့အကြီးမားဆုံးပြဿနာကအပွင့်တွေကြည်တာပဲရာသီဥတုဖောက်ပြန်ရင်ဟလာမိုးများရင်ဒါမှမဟုတ်လို့အရန်ပူရင်ပဲပွင့်တွေကကျွေတတ်ပါတယ်ပေရှင်းတဲ့နီလန်ကကယ်ဆီယမ်ပါတဲ့ရွက်ဖြန်းစီကိုဖြန်းပေးရတာဖြစ်ပါတယ်သူကတွယ်ပွင့်ညာတံကိုခိုင်စီပြီးတော့အပွင့်ကျွေနှုံးကိုတိတိကျကျရှော့ချပေးပါတယ်မှတ်ချက်ကတော့အပွင့်ပွင့်နေတဲ့အချိန်မှာစီဖြန်းရင်စီဖြန်းပုံးရဲ့လေအားကိုအရန်မပြင်းပါသေးနဲ့လေအားပြင်းလို့ရှိရင်ဘာဖြစ်လဲဆိုတော့အပွင့်တွေတရရပြီးတော့ကျွေနိုင်ပါတယ်ပဲဒီအောင်ဖို့ဟလာအလေးချိန်စီးဖို့ဒါမှလည်းဈေးကွက်တွေကိုပို့တဲ့ခါကျရင်ဈေးကောင်းရမှာဟုတ်အဲ့တော့ပဲဒီစတင်ဟလာပဲဒီနူးချိန်ဟလာပဲဒီတွေတင်းဖို့နဲ့လေးချိန်စီးဖို့လိုတယ်အဲ့တော့ရွေးချယ်ရမယ့်ဓာတ်တွေကကြတော့ K မြင့်နဲ့စေးတယ်ဟလာပို့တဲ့စီရဥပမာဗျာ00 50ဒါမှမဟုတ်လို့ရင်15 30တွေကိုသုံးလို့ရပါတယ်
အကျိုးကျေးဇူးတွေနဲ့ပိုတဲ့စီယန်ကပဲစီတွေကိုအစာတွေတည်ယူပို့ဆောင်ပေးလို့ပဲစီတွေကပြည့်တင်ပြီးအောင်မြင်လာပါတယ်ဒါမှတင်းတောင်းပြည့်ပြီးလေ့ကျင့်ရမှာပါပဲတိနယ်တော့အထူးသတိပြုရမှာကကတ်ဆေးပေါ့စီကတ်ဆေးပဲရဒီမှာမွေးမွေးလေးပါတတ်ပါတယ်ဆေးရည်ရဲ့ပုံမှာကောင်းကောင်းကတ်နိုင်ဖို့အတွက်ဆေးကတ်ဆေးကိုမဖြစ်မနေထည့်ဆက်ဖြန်းပေးဖို့လိုပါတယ်ယောဂပိုးကတော့ပဲပဲမှာမှုယောဂဟာလားတန်ကြီးတက်တာရှိနေလို့ရှင်အာစီဖြန်းတာကိုခဏရဲရမယ်အာစီကမှုတွေကအစာကျွေးတယ်လို့ဖြစ်ပြီးတော့ယောဂပိုးဆူသွားတတ်ပါတယ်တချို့တွေကဟာလားအာစီဖြန်းနေဒါပေမဲ့ပိုးကကြတာပဲဟာလားဘာကြောင့်လဲဆိုတော့အခုကျွန်တော်ပြောတဲ့အချက်မိုးယောဂရှိနေလို့ရှင်ဟာလားအပေမှာတန်ကြီးတက်နေလို့ရှင်အာစီဖြန်းတာကိုခဏရဲရမယ်ဘာလို့လဲဆိုတော့ကိုကဖြန်းလိုက်လို့ရှင်မိုးကိုအစာကျွေးတယ်လို့ပဲဒီပိုးတွေကိုအစာကျွေးတယ်လို့ဖြစ်တယ်အဲကြောင့်ယောဂပိုးဆိုးသွားတယ်အဲတော့မိုးသက်ဆေးနဲ့အရင်ကုသပြီးမှအာစီဖြန်းဖို့အကြံပြုလိုပါတယ်အဲ့တော့ရဖဲအားစီကိုကျွန်တော်တို့သုံးတဲ့အကြောင်းကိုကျွန်တော်ပြောပြီးပြီအဲ့တော့မလိုအပ်ဖမ်းနဲ့မသုံးသိတဲ့အခြေအနေဟလာရှောင်ကျဉ်ရမယ့်အချက်တွေဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြောပြမယ်ဘယ်လိုနေရာတွေမှာမသုံးသင့်ဘူးလဲရှောင်ကျဉ်ရမလဲဆိုရင်ယောဂနဲ့ဘုံမွားကြားရောက်နေတဲ့ချိန်ကိုကျွန်တော်တို့ရှောင်ရအပေမှာမှုယောဂဥပမာဗျာရွက်ပြောက်ယောဂတို့ဟလာဒေါင်းနီးမို့လို့ဒါမှမဟုတ်လို့ရှိရင်ဘုံမွားတွေပြင်းထန်စွာကြားရောက်နေအာစီမဖြန်းသင့်ပါဘူးဘာကြောင့်လဲဆိုရင်အာစီမှာပါတယ်အာဟာရတဲ့အထူးသဖြင့်ဗျာတကြားတဲ့နိုက်ထရိုဂျင်ဟာယောဂပူးမတွေအတွက်လည်းအလွန်ကောင်းတဲ့အစာဖြစ်နေလို့ဖြစ်ပါတယ်အာစီဖြန်းလိုက်ရင်ယောဂကပိုပြီးပွားလာတတ်ပါတယ်အဲ့တော့အကြံပြုရင်ပိုးသက်စီဒါမှမဟုတ်မိုးသက်စီနဲ့အရင်နှိမ်နေမှာအပင်ပြန်နလန်ထူလာတဲ့အဆင့်ရောက်မှသာအာစီကိုဖြန်းပေးပါပြီးရင်လီပြင်းတဲ့အချိန်နဲ့မွန်းတဲ့အချိန်အဲ့အရာတွေကိုရှောင်ကြည့်ရမယ်နေ့လေ10နာရီကနေညနေ3နာရီကြာနေဘူးချိန်ပြင်းနေချိန်မှာဆေးပြန်းတာတွေဟာငွေကုန်လူပန်းဖြစ်စေပါတယ်။ဘာကြောင့်လဲဆိုရင်နေဘူးရင်ရွက်ကလေးပေါက်လေးတွေကိုပိတ်ထားလို့အပင်ကဆေးမစားနိုင်ပါဘူး။ဆေးရည်တွေအရက်ပေါ်မှာအမြန်ခြောက်သွားပြီးတော့ရွက်လောင်ခြင်းလိပ်ပန်းလို့အဲ့ဒါတွေဖြစ်တတ်တယ်ပေါ့။အကြံပေးချင်တာကတော့နက်နက်စောစောနေမပူခင်ဒါမှမဟုတ်လို့ရှိရင်ညနေဆောင်နေတဲ့အချိန်မှသာဖြန်းမှာဒါမှလေကိုလုံးတလောက်အကျိုးခံစားရမှာဖြစ်ပါတယ်ပြီးတော့အဆိုတက်လွန်ကဲနေတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်မိုးရွာကန်ဒီအချိန်ဒါတွေကိုရှောင်ကြဉ်မိုးအုံနေတဲ့အချိန်ဒါမှမဟုတ်လို့မိုးရွာတော့မယ့်အချိန်မှာဆေးပြန်းတာဟာအကြီးကြီးဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဆေးပြန်းပြီးတော့3နာရီအတွင်းမိုးရွာရင်အရွက်ပေါ်ကဆေးတွေကမြည်ထဲမှာမျောပါသွားပါတယ်ရွက်ဖြန်းဆေးကဈေးကြီးအောင်မို့လေးလေးမှုမရှိအောင်ယူဆိုင်ရပါမယ်ဒါကြောင့်မိုးလေဝသကိုကြည့်ပါရာသီဥတုကြည့်ပါမဖြစ်ပင်နေဖြန်းရမယ်ဆိုရင်တော့မှစိတ်ကစီကိုပို့ထည့်တော့ပြီးရင်မြေဩဇာအခြေခံမရှိဘဲနဲ့ရွက်ဖြန်းစီတက်သုံးခြင်းဒါတွေကမလိုအပ်ဘူးဗျာမြေကြီးထဲမှာမြေဩဇာဟလာနွားချီကွန်ပေါင်းလုံးဝမထည့်ဘဲနဲ့ရွက်ဖြန်းစီတစ်ခုတည်းနဲ့အပင်ကိုကြီးထောက်အောင်လုပ်ဖို့မဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုရင်အပင်တစ်ပင်လိုအပ်တဲ့အာဟာရရဲ့90%ကျော်ကိုအမြင့်ကပဲဆုပ်ယူတာပါရွက်ဖြန်းစီဟာဖြည့်ဆက်ဗီတာမင်သာဖြစ်ပါတယ်ကျွန်တော်ထပ်ပြောမယ်နော်ရွက်ဖြန်းစီဟာဖြည့်ဆက်ဗီတာမင်သာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြေခံကောင်းအောင်ရင်လောက်ရမယ်အပင်ကအစာလိုအပ်ချက်မြင့်မားတဲ့အချိန်ဥပမာအပွင့်တဲ့အချိန်အသီးတင်ချိန်မှသာရွက်ဖြန်းစီကိုအားဖြည့်အနေနဲ့သုံးပြုတင်ပါတယ်အဲ့တော့စိန်ုံထားအလွန်ကျွံသုံးလို့မရဘူးစီးမများထည့်ရင်ပိုကောင်းမယ်ဆိုတဲ့အယူဆအပင်ကိုတည်စေနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်အရွက်ရဲ့မျက်နှာပြင်ဟာနုနယ်ပါတယ်စိန်ုံထားများသွားရင်အရွက်တွေတောင့်တင်းလာပြီးဆဲတွေပေါက်ပြဲကုန်တတ်ပါတယ်အပင်ကဆေးတန်ကြောင့်ကြီးထွားမှုရက်တန့်သွားတတ်ပါတယ်အဲ့တော့အကြံပြုချင်တာကဆေးဘူးမှာပါတဲ့အညွန့်တိုင်းတိတိကျကျသုံးပါနည်းနည်းချင်းစီနဲ့အချင်းချင်းဖြန်းတာကတစ်ခါတည်းနဲ့အများကြီးဖြန်းတာနဲ့ပိုထိရောက်ပါတယ်အဲ့တော့တောင်သူဦးကြီးတို့အနေနဲ့အပင်ကျမ်းမာနေလားဟဲ့လားအချိန်ခါမှန်ရဲ့လားစေနှုံထားမှန်ရဲ့လားဆိုတဲ့အချက်၃ချက်ကိုကြည့်ပြီးမှသာစီဖြန်းတင်ပါတယ်ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်ငွေကုန်တက်တာပြီးတော့အထွန်းနှုံးတိတိကျတိုးလာမှာဖြစ်ပါတယ်အဲ့တော့ဆေးဆက်တဲ့အခါမှာသတိထားရမယ့်အချက်တွေဟုတ်လားဆေးပြင်းတာထက်တောင်သူကအပိုရေးကြီးတောင်သူကြီးတို့ငွေမကုန်တင်ပဲမကုန်ရအောင်အပင်လဲဆေးတံမတင်အောင်ဘာဆေးတွေတွဲမဆက်တင်ဘူးလဲဆိုတာကိုရှင်းပြပေးမယ်အဲ့တော့ဆေးမဆက်ခင်မှာ
ဖန်ကွက်စမ်းသက်နေဒါကအလွန်ရိုးရှင်းပြီးတော့ထိရောက်တယ်ဆေးနှမျိုးကိုပုံကြီးတဲ့ကိုအတူမထည့်ရင်မှာဖန်ကွက်ဒါမှမဟုတ်ရေတံမှုကွန်ထဲမှာအနေငယ်တွေရင်ထည့်ပြီးဆက်ကြည့်မတုံးတဲ့လက္ခဏာတွေကဆေးနှမျိုးဆက်လိုက်လို့နိုခဲလို့ခဲသွားရင်အနေတွေအဖက်လက်ကျလာရင်ဒါမှမဟုတ်အရန်ပူလာရင်အဲ့ဒီဆေးနှမျိုးကိုဘယ်တော့မှတွဲမဆက်ပါနဲ့မတုံးပါနဲ့ဘာကြောင့်လဲဆိုရင်ဆေးတွေတက်ပြေသွားတာဒါမှမဟုတ်တက်ပြူပြီးအပင်ကိုလောင်စေမဲ့အစိတ်တော့ဖြစ်သွားတော့ပါပြီးတော့ဆာဖာနဲ့စီပါတဲ့ဆေးတွေဆာဖာမူတဲ့ဆေးနဲ့အဖြူရောင်ဆေးပြပြစီပါတဲ့ပူတဲ့ဆေးအဲ့ဒီလိုစီချေခံဆေးတွေကိုတွဲမဆက်တင်ပါဘူးအကျိုးဆက်အနေနဲ့ဘာတွေဖြစ်လဲဆိုတော့ဒီနှစ်ခုပေါင်းလို့ရှိရင်အပင်ရဲ့အရွက်တွေကိုပြင်းထန်တာလောင်ကျွမ်းစေပါတယ်အနည်းဆုံး2ပတ်လောက်ချပြီးမှတစ်မျိုးစီဖြန်းတင်ပါတယ်ပြီးတော့ကယ်ဆီယမ်နဲ့ဖော့စဖတ်ရပြန်အားစီးထဲမှာကယ်ဆီယမ်ပါတာနဲ့ဟလာဖော့စဖတ်ပြီးများတာကိုတွဲမဆက်ပါနဲ့အကျိုးဆက်အနေနဲ့သူတို့နှစ်ခုပေါင်းရင်ဂျစ်ဆင်ကြောက်မို့လိုမျိုးအနေထိုင်သွားပြီးတော့အပင်ကဆုပ်ယူလို့မရတော့သလိုဆေးပြန်ပုံခေါင်းကိုလည်းပိတ်စီပါတယ်ပြီးရင်ကော်ပါနဲ့အမိုင်နိုအက်ဆစ်ဟလာကော်ပါကျင်းနေတဲ့ပါတဲ့မှုသက်ဆေးတွေနဲ့အမိုင်နိုအက်ဆစ်အားစီးတွေကိုတွဲမဆက်ပါနဲ့အကျိုးဆက်အနေနဲ့ကော်ပါတက်ကအမိုင်နိုအက်ဆစ်ကိုဖျက်ဆီးပစ်တယ်လို့ပဲအပင်တွေအတွက်အစိတ်တောက်ဖြစ်စေနိုင်ပါတယ်ဆေးပြူပုံးနေထည့်တဲ့အခါဟလာစိတ်ကြိုက်မထည့်ပဲဒီအစဉ်တိုင်းထည့်ရင်ဆေးပျော်ဝင်မှုအကောင်းဆုံးဖြစ်ပါတယ်ရေရင်ထည့်လိုက်ဟလာပုံးလေးကိုရေတဝက်လောက်အရင်ဖြည့်လိုက်ဟလာပြီးရင်ရေပျော်အမုံဟလာအဲ့အမုံတွေကိုအရင်ထည့်ပြီးတော့မွေပြီးရင်အမုံပျော်ပြီးဆိုမှအရည်ဆေးတွေကိုထည့်ပါအားစီးကိုနောက်မှထည့်ပြီးတော့စိတ်ကက်စီကိုအားလုံးပြီးမှထည့်မိမှုရပါဒါအသင့်တော်ဆုံးပါပဲအဲ့တော့တောင်သူအများစုကအလှုပ်ရှုပ်တက်တာအောင်ဆိုပြီးတော့ပိုးသက်စီးနဲ့အားစီးတွဲဖြန့်တက်ကြပါတယ်အဲ့တော့သတိပြုရမယ့်အချက်ကအပင်ကပိုးတံကြောင့်အရန်အားနေနေရင်အားစီးကိုပြင်းထန်မဖြန်းတင်သေးပါဘူးစိတ်ညိုမှာပါတဲ့အတိုင်းပဲတွဲဆက်နိုင်တယ်မဆက်ရဆိုတာကိုအရင်ဖတ်ပါအထူးသဖြင့်အေဂါလိုင်းတက်ခဲ့တဲ့ဆေးဥမာဘောလိုစီးပေါ့အဲ့တော့ဘယ်အားစီးနဲ့တွဲမှဆက်တာအကောင်းဆုံးလဲဆိုတော့တည်တယ်မှာလေအဲ့တော့ဆေးဆက်တာမှားယွင်းရင်ငွေကုန်လာနေမကပဲအပင်မှာတည်သွားနိုင်ပါတယ်ဒါကြောင့်ဆေးအစ်တွေကိုဆက်ဖြန်းတော့မယ်ဆိုရင်အပင်နှစ်ပင်ဟလာ3ပင်လောက်မှအရင်စမ်းဖြန်းကြည့်ဟလာ24နာရီအတွင်းမှာဘာမှမဖြစ်တော့မှတခင်းလုံးကိုဖြန်းအကြံပြုလိုပါတယ်အချုပ်နေနဲ့အဆုံးသက်ရလို့ရှိရင်ဆေးပြန်းတဲ့အခါမှာအချိန်ကာဒီပထမဟလာtiming is everything ဆေးကောင်းရုံနဲ့မလုံလောက်ပါဘူးအချိန်မှန်ဖို့လိုပါတယ်အပင်ရဲ့ပါဇက်လေးပေါင်းငယ်လေးတွေပွင့်နေတဲ့ဟလာနည်းနည်းစောစောနေမပူခင်ဟလာဒါမှမဟုတ်လို့ရှိရင်ညနေဆောင်ဒီလိုအချိန်ဒီမှာဖြန်းတာအထီအောင်ဆုံးဖြစ်ပါတယ်နေပူထဲမှာဖြန်းခြင်းဆေးကိုလေးနဲ့လွှင့်ပြလိုက်တာနဲ့အတူတူပါပဲပြီးရင်အောက်ကပင့်ပြီးတော့မှနှင်းပေါက်ကြတယ်လို့မျိုးဖြန်းရမယ်အပင်ရဲ့အာဟာရစုပ်ယူမှုအများဆုံးနေရာအရွက်ရဲ့အောက်မြင့်နေပြီမှာဖြစ်ပါတယ်ဒါကြောင့်ဆေးဖြန်းတဲ့အခါအရွက်အပေါ်တွေမကပဲအောက်ဖက်ကိုပါရွက်အောင်ပင့်ဖြန်းပေးပါဆေးကိုအဆက်ကြီးတွေမဖြစ်စေဘဲနှင်းမုံလေးတွေလိုမှုံနေသမျှမှုံအောင်ဖြန်းပေးခြင်းကစုပ်ယူမှုကို8ဆလောက်ပုံမြန်စေပါတယ်ပြီးရင်ဖြည့်ဆွတ်ဆေးဖြစ်ကြောင်းကိုကသတိပြုရမှာဒါ supplement ပဲဥပမာရွက်ဖြန်းအားစေးကအပင်အတွက်ဗီတာမင်သာဖြစ်ပါတယ်အဓိကထမင်းဖြစ်တဲ့မြေခံမြေဩဇာဟလာနွားချေးတို့ကွန်ပေါင်းတွေကိုလှည့်လူရှုလို့မရပါဘူးမြေကြီးထဲမှာအာဟာရရှိမှသာရွက်ဖြန်းစေးကအပင်ကိုရည်ရှိတမ်းပါစေမှာဖြစ်ပါတယ်စေနုံထားနဲ့စနစ်ကြရောစက်မှုဆေးမရရင်ပူကောင်းနေဆိုတဲ့ယူဆအပင်ကိုလောင်စေပါတယ်ဆေးဘူးကအညွန့်တိုင်းသာသုံးပါဆေးသက်တဲ့အခါမှာလဲအနေမထိုင်အောင်အမုံဈေးကိုအရင်ဖြောအရေးဈေးကိုနောက်မှထည့်နောက်ဆုံးအနေနဲ့မှာစိတ်ကက်စီကိုအဆုံးသတ်မှထည့်တဲ့အစင်လိုက်ကိုလိုက်နာဖို့လိုပါတယ်နောက်ဆုံးချက်ကတော့အခြေအနေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကဆုံးဖြတ်ရအပင်ယောဂကြနေရင်အာစီမဖြန်းပါနဲ့ယောဂပူပွားတယ်လို့ပါအပင်နုပြိုချိန်မှာနိုက်ထရိုဂျင်အပွင့်ပွင့်ချိန်မှာဘိုရွန်အသီးရင်ချိန်မှာပိုတက်ဆီယမ်ကီကိုဦးစားပြီးရွေးချယ်ပါအဲ့တော့စိုက်ပျိုးရေးဆိုတာအပင်နဲ့စကားပြောရတဲ့အတတ်ပညာဖြစ်ပါတယ်ရွက်ဖြန်းအားစိကိုစနစ်ကျသုံးစွဲခြင်းဖြင့်အရင်ဒီတက်နဲ့အထွက်နှုံးကိုအစမတန်တိုးတက်အောင်လှုပ်ဆောင်နိုင်ပါသေးလို့ဆုတောင်းရင်
ဒီနေ့တော့ဒီလောက်ပါပဲဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးမလုပ်ရသေးရင်လည်းလုပ်ပေးကြပါ share ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်